စိတ်ကလေးတစ်ကောင်ရှိတယ်သူကသူ့အမေစိတ်ကြီးနောက်ကနေလိုက်သွားတာပေါ့ဒါပေမဲ့သူကအောက်ကိုမကြည့်ပဲအပေါ်ကိုပဲမောကြည့်ပြီးလမ်းလျှောက်နေတာအဲ့ဒီအချိန်မှာတကိုင်းကလမ်းပေါ်မှာလဲနေတယ်အဲ့ဒါကိုသတိမထားမိပဲတိုက်မိပြီးစိတ်ကလေးဟာမှောက်ရက်လဲသွားတာပေါ့အဲ့ဒါကိုကြည့်ပြီးအမေစိတ်ကြီးကအောက်ကိုကြည့်ပြီးလမ်းလျှောက်ပါဆိုပြီးသူ့ကောင်းကိုအောက်ကိုခိုင်းလိုက်တယ်ဒါပေမဲ့စိတ်ကလေးကအမေစကားကိုနားမထောင်ပဲအပေါ်ကိုပဲပြန်မော့ပြီးလမ်းလျှောက်နေပြန်ရောခဏကြာတော့နောက်ထပ်တစ်သားလုံးတစ်ခုကိုတိုက်မိပြီးထက်လဲပြန်တာပေါ့အမေဖြစ်သူကစိတ်တူတူနဲ့သူ့ကိုစူပြီးခေါင်းငုံလျှောက်ဖို့ထပ်ပြောတယ်ဒီတခါတော့အမေစိတ်ကြီးကစိတ်ကလေးကိုသူ့ရှေ့မှာရှောက်ခိုင်းပြီးသူကနောက်ကနေလိုက်လာတယ်ခဏကြာတော့လမ်းမှာ6ကြီးတစ်ခုတွေ့ပါလေရောစိတ်ကလေးကတော့အပေါ်ကိုမောကြည့်ပြီးလမ်းလျှောက်လာတာမို့လို့ဘာကိုမှမကြောက်ပဲ6ကိုအေးဆေးခုံကျော်သွားနိုင်ခဲ့တယ်ဒါပေမဲ့အောက်ကိုပဲငုံကြည့်နေတဲ့အမေစိတ်ကြီးကတော့6ကြီးကိုမြင်ပြီးကြောက်သွားတယ်မကြော်နိုင်ပဲအဲနားမှာပဲရက်နေတော့တာပေါ့စိတ်ကလေးကတော့6ကိုဘယ်လိုခုံကျော်ရမလဲဆိုတာသူ့အမေကိုထက်ခါတလဲလဲလုပ်ပြတယ်အမေဖြစ်သူကတော့ကြောက်ပြီးငြိမ်နေတော့ပဲနောက်ဆုံးမှာတော့စိတ်ကလေးကသူ့အမေလုပ်ခဲ့တယ်လို့ပဲသူ့အမေရဲ့ခေါင်းကိုအပေါ်ကိုမောခိုင်းလိုက်တယ်အခုတော့အမေစိတ်ကြီးဟာ6ကြဒီကိုမမြင်ရတော့တဲ့အတွက်အေးအေးဆေးဆေးပဲခုံကျော်သွားနိုင်ခဲ့တာပေါ့